ကတို့ဘီဘိုတူအဲ့လိုလေးဆိုရတာကိုရ ချောင်းရည်ကရှမ်း ဟုတ်ပါတယ်ပြောမလေးပြော ကမ်းရည်ကတူ ဟုတ်ပါတယ်ပြောမလေးမလေးတူလိုက်တာလက်ကဖယ်ထားလေလက်ကလေးကလည်းကွယ်လည်းပေါ်လေးမှာဆိုတဲ့ဒါလေအဲ့လက်ကဘာဖြစ်နေကြလဲအဲ့ဒါ သူ့တချင်းတက်ပေးနေတာပါ ဟမ်ရှင်းတချင်းတက်ပေးနေ အဲ့လေ တချင်းတက်ပေးနေရလားလူတက်ချင်နေရလားပြောတယ် မဟုတ်ပါဘူးဒါတည်းကိုကလေးတွေပါတချင်းတက်ပေးနေတာသူ့ကိုလည်းတက်စေချင်တဲ့ဇာတ်နဲ့ပါအဲ့ဒါကြောင့် ကျမသိတယ်နော်ကျမသိတယ်တော်တက်ချင်တယ်လာအိမ်သွားမယ်လာလဲတက်မယ် ဟုတ်ပါဘူးဒီမှာကလေးစီစဉ်ရကြီးလည်းစီစဉ်အောင်မှမဟုတ်လို့ပါ နင်တို့ဒါလည်းနေထိုင်ဆင်ကျင်ကြအရန်တက်ချင်တယ်မလားဟာလာနေလား မိတက်ချင်တယ် အမတင်ပေးလိုက်နော်ရိုးသက်တစ်တွေဦးစားပေးရမယ်လောက်အမ အေးပါမင်းမရဲ့ ကွာနေတဲ့ပစ္စည်းသွားပြင်ဆင် အေးပါ နေထိုင်ဆင်ကျင်ကြ ဆရာ မတက်ပေးလိုက် မိဆိုပြမယ်နော် သူကမင်းသားကိုမိတ်ကလူကိုခေါ်ထားတာကိုဘလို့ လို့တက်ပေးလိုက်တက် မိဆိုပြ တင်ပေးရမယ်လေတင်ပေးရမှာပေါ့ဒီမှာလေ ချောင်းရည်ကရှမ်း နည်းလေးတော့အသားလေးတော့ထဲဆိုလေ ဟောဟုတ်ပြီဆရာဟုတ်ကဲ့ဆရာချောင်းရည်ကရှမ်း ဟုတ်ပါတယ်ပြောမမလည်းပြော လက်နဲ့လုပ်ပြီးဆရာ လက်နဲ့လို့တော့ဒီမှာလေငါမိမပြောမှာပေါ့ဟိုမှာသောနောက်ကလက်နဲ့ထိတာမတွေ့ဘူးလားငါ့ကိုပြောသွားတာနော်ငါ့ကိုသမုံမှာပေါ့နားမလဲပဲနဲ့နော်သမုံစရာမရှိရင်တော့မှအင်အောင်ကခွေးမိုင်းနဲ့ငါသမုံနေတာပြောကြည့် ရှင်းနော်ကျမတို့နော်မတူတာနော်ပေချတင်ပေးလိုက်ပါခလေးကို သိပေးနေတယ်လေ တင်ပေးလိုက်တိလိုက်ခဲ့ကြားလား ဟုတ်ကဲ့ပါ မပြောကြုံနော်